တိကာရပြမကြီးကလာရောက်ပြီးတော့ဆက်ကတ်တယ်ပရိက္ခရာ၈ပါးရောက်ရှိပြီးတော့လာတယ်အဲ့ဒီချိန်မှာမင်းသားအဝတ်တွေကိုချွတ်အဲ့ပြမကြီးကတဲ့သူတော်စင်တွေဝတ်နေကြအဝတ်သင်္ကန်းမျိုးကိုဝတ်မဟုတ်ခင်ဘာလုပ်လဲလို့ဆိုရင်မင်းသားတွေထုံးထားတဲ့စတုံးကိုလက်ထက်ပါလာတဲ့တန်လျက်နဲ့စတုံးဆံပင်အရင်ကနေပြီးတော့စတုံးထုံးထားတဲ့အတိုင်းဆံပင်အရင်ကနေဖြတ်လိုက်တဲ့အခါကျတော့ထိုးစပင်ကပြန်ပြီးတော့ပြေကျမသွားပဲနဲ့ကော်နဲ့ကတ်ထားသလိုထုံးထားတဲ့အတိုင်းစပင်ကနေပြီးမုတ်မုတ်ဆုစုချွန်ချွန်ကလေးဖြစ်ပြီးတော့နေတယ်ဆံတုံးအရင်ကနေပြီးတော့ဖြတ်လိုက်တာအဲ့ဒီချွန်လေးဟာလက်နှစ်သိပမာဏလောက်ရှိတယ်ပေါ့အဲ့ဒီလက်နှစ်သိလောက်ပမာဏရှိတဲ့ဆံပင်ရဲ့ဖိတ်ဖိတ်တောင်းနေတဲ့အ내ရောင်ကိုပါထည့်သွင်းပြီးတော့ဘုဗုဆရာတွေကမြတ်စွာဘုရားရဲ့ခေါင်းကဆံပင်ကိုတဏ္ဍာယူပြီးတော့ထုတဲ့အခါဘာဖြစ်နေတော့ဆိုစတုံးလေးလို့ဖြစ်နေတယ်အမှန်ကတော့စတုံးမဟုတ်ဘူးခုခေတ်လူတွေနော်ကော်နဲ့ကပ်ပြီးတော့အပေါ်ကလေးတွေအပေါ်မှာကပ်ပြီးဆံပင်ထောင်းတယ်လို့ထောင်းထားတဘာဝထောင်းတာခုခေတ်ကတော့အဲ့ဒါဆေးနဲ့ထောင်းထားတယ်နော်တချို့တော်တော်မြင့်အောင်တောင်ထောင်းနေတယ်ခုဘုရားလောင်းကတော့တဘာဝကိုကဆပင်ကပြေးကျမသွားပဲနဲ့ထောင်းနေတယ်အဲ့ဒီလိုဖြတ်လိုက်တဲ့ဆပင်ဟာတစ်သက်လုံးပြန်ပြီးတော့ဒီတဲ့ရှည်တက်ပြီးတော့မလာဘူးလက်နှစ်သိပမာဏရှိတယ်ဆံမုတ်စိတ်တွေကလည်းထိုလက်နှစ်သိနဲ့လိုက်လျောညီတဲ့ရေးလောက်ပဲရှိတယ်မုတ်စိတ်ဖာယာနှခမ်းမွေးကာယာကြီးမပါဘူးနော်ရေးလေးပဲဘုရားလောင်းတော့အဲ့ဒီလိုဆံမုတ်စိတ်ကိုပယ်ပြီးတော့ကဘာဥကာလကြာဘူးတဲ့ကရပြီးဇမာကြီးတွေတိမ့်ထားတဲ့သင်္ကန်းနဲ့ဝတ်စုံတွေကိုဝတ်ယုံပြီးတဲ့အခါမှာတပိတ်ကလေးကိုလွယ်မင်းသားဝတ်တွေကိုအထုပ်ထဲထုတ်ပြီးတော့ဆန္ဒကိုပြန်ပြီးတော့အမိန့်ပေးတယ်ကဲမင်းဒီကနေပြီးပြန်တော့ဆိုတော့ဆန္ဒကသူလည်းဝတ်ကျုံငယ်ပြူရင်သင်္ကန်းဝတ်ပြီးလိုက်ပါမယ်လို့တောင်းဆိုသေးတယ်မင်းလိုက်လို့မဖြစ်ဘူးတဲ့အိမ်ကိုပြန်ပြီးတော့ပြောအောင်တဲ့တရင်ပြန်ပို့လိုက်တဲ့ဆိုပြီးတော့ဆန္ဒနဲ့စကားပြောနေတာကိုကြားရတဲ့ကန္နကမြင်းကြီးရတယ်ဒီအတန်နေကြားတော့ငါတို့ခွဲရတော့မှဆိုပြီးတော့ဝမ်းနဲ့ပတ်နဲ့ဖြစ်တယ်တရိษံဆိုတာလဲဝမ်းနဲ့တတ်တယ်နော်တချို့ခွေးတွေဆိုလို့ရှိရင်သခင်ကိုခင်လို့သခင်တည်သွားရင်အဲ့ဒီသခင်မြုပ်နှံထားတဲ့မြေပုံကနေမခွာပဲနဲ့အသေးခံသွားတဲ့ခွေးတောင်ရှိသေးတာပဲလေကဘာမှာမှတ်တမ်းတင်ထားတဲ့ခွေးမျိုးခွေးတွေကလည်းအမတမခင်တတ်တယ်တိရစ္ဆာန်တွေကလည်းအမတမခင်တယ်မြင်းဆိုတဲ့တတ္တဝါတွေဟာလည်းပဲဒီတိုင်းပဲသူ့ရဲ့အရှင်သခင်ကိုအလွန်ခင်မင်တတ်တယ်ခင်မင်တတ်တဲ့အတွက်ကြောင့်မျက်ရည်တွေတွေ့ကြပြီးတော့နောက်ဆုံးမှာစိတ်မထိန်နိုင်တော့ကန္နကမြင်းကြီးဟာအဲ့နာပါပဲဘုံငနဲ့လဲသွားတယ်တည်သွားတယ်ပေါ့အဲ့ဒါဘုန်းကြီးတို့ဟောထားတဲ့တရားတစ်ပုဒ်ရှိတယ်မြတ်ဗုဒ္ဓနဲ့ကန္နကမြင်းတို့ဤပြန်လည်ဆုံတွေ့ခံဆိုပြီးတော့ဟောထားတာတော့ရှိတယ်အဲ့ဒီမှာနာကြည့်လိုက်လို့ရှိရင်ကန္နကမြင်းဟာဘာဖြစ်တယ်ဆိုတာကိုတွေ့ရလိမ့်မယ်ပေါ့အဲ့တော့ကန္နကမြင်းကြီးတည်သွားတဲ့အခါကျဆန္ဒထုတ်ထမ်းပြီးသူတယောက်တည်းနယ်သုံးနယ်ကြီးကိုဖြတ်ကျော်ပြီးပြေတော့ပြန်တယ်ဖះလောင်းတော်ကတိဋ္ဌထယဟန်တော်သို့မဟုတ်ဂေါရမယဟန်တော်ဘဝနဲ့မန္တတိုင်းကအနုပိယလို့ဆိုတဲ့တရဥယျာဉ်ထဲမှာတပတ်လောက်ကြာတယ်အဲ့ဒီမှာနေထိုင်တယ်တဲ့